ဇလန်းလေးရဲ့အစမှာတော့လမ်းမပေါ်မှာအမေဖြစ်သူနဲ့အတူညစာအတွက်ဘာဝယ်စားမလဲဆိုပြီးစကားပြောရင်းလမ်းလျှောက်လာတဲ့ကောင်လေးတစ်ယောက်နဲ့စတင်ထားပါတယ်။ဒါပေမဲ့ရုတ်တရက်မြေကြီးတွေတုန်ခါသွားပြီးသူတို့ရှေ့မှာခေါင်းသုံးလုံးနဲ့နတ်ဆိုးကြီးတစ်ကောင်ပေါ်လာပါတော့ခါအဲ့ဒီနတ်ဆိုးကသူ့လမ်းကြောင်းမှာရှိသမျှအရာအလုံးကိုဖျက်ဆီးပစ်တာကြောင့်လူတွေအားလုံးအသက်လူပြီးထွက်ပြေးကြရပါတယ်။အဲ့ဒီအချိန်မှာကောင်လေးကခလုတ်တိုက်လဲကျသွားပြီးနတ်ဆိုးကသူ့ကိုဖမ်းခါစားဖို့ပြင်နေချိန်မှာပဲကေဂျေလို့ခေါ်တဲ့ကြက်ပကြီးတစ်ကောင်ကရုတ်တရက်ရောက်လာပြီးကောင်လေးကိုကယ်တင်လိုက်ပါတယ်။နတ်ဆိုးကကောင်လေးကိုပြန်ပေးဖို့ပြောပေမဲ့ကေဂျေကညှင်းလိုက်ပြီးသူ့ခန္ဓာကိုယ်ကနေအလင်းနှန်းတွေထွက်လာပါတယ်။ကေဂျေကနတ်ဆိုးကိုအပြက်ရှင်းဖို့ရှေ့ကိုအချိန်နဲ့ပြေးထွက်သွားတဲ့အချိန်မှာပဲလွန်ခဲ့တဲ့တစ်နှစ်ကအကြောင်းတွေကိုပြန်ပြောင်းသတိရသွားပါတယ်။အဲ့ဒီတုန်းကကေဂျေဟာမကြက်မလေးတစ်ကောင်နဲ့အတူပျော်ပျော်ပါးပါးနေထိုင်ခဲ့တာပါ။ဒါပေမဲ့တရက်မနက်ခင်းမှာတော့သူထွက်ခွာသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ကြက်မလေးကသူ့ကိုတားပေမဲ့သူကတော့သူဟာလှည့်လည်သွားလာရမယ်ကံပါလာသူမို့တနေရာထဲမှာကြာကြာမနေနိုင်ကြောင်းရှင်းပြခဲ့ပါတယ်။ကြက်မလေးကကေဂျေဟာသူ့ကိုကစားနေတာလားဆိုပြီးငွေယုံမင်းမြတ်တဲ့အခါကေဂျေကအဲ့ဒီလိုမဟုတ်ကြောင်းနဲ့တိရစ္ဆာန်တွေရဲ့တဘာဝအတိုင်းပြုမှုမိတာပဲဖြစ်ကြောင်းပြန်ပြောပြခဲ့ပါတယ်။ကေဂျေတယောက်လှည့်လည်သွားလာရင်ကောင်းကင်မှာပြန်တန်းနေတဲ့ပိုးကောင်တစ်ကောင်ကိုသတိထားမိသွားပါတယ်။သူကကြောက်ခဲတစ်လုံးနဲ့လမ်းပစ်လိုက်ရမှာပိုးကောင်လေးကချက်ချင်းပဲတည်သွားခဲ့ပါတယ်။ကေဂျေကအဲ့ဒီပိုးကောင်ကိုစားလိုက်ပြီးဒါဟာအစာချေစနစ်အတွက်လည်းအထောက်အကူဖြစ်စေတာကြောင့်တစ်ချက်ခုံနှစ်ချက်ပြက်ဆိုသလိုဖြစ်သွားတာပေါ့။သူရေသွားတော့ဖို့ပန်းချံတစ်ခုကိုသွားတဲ့အခါမိန်းကလေးနှစ်ယောက်ရဲ့အာယုံဆိုင်မှုကိုခံလိုက်ရပါတယ်။သူတို့ကဒီချက်ဖက်ကြီးဘက်ကရောက်လာတာလဲဆိုပြီးအန်တနေကြတာပါ။ကေဂျေကတော့ကလေးတွေဟာရိုင်းဆိုင်ပြီးခေါင်းမာတက်တာကြောင့်သူတို့ကိုသိမကြည်လာပါဘူး။ဒါပေမဲ့မိန်းကလေးတစ်ယောက်ကသူ့ကိုကြက်ကြော်ကျွေးဖို့လုပ်တဲ့အခါမှာတော့ဒီကောင်မလေးယူနေတာလားဆိုပြီးကေဂျေအန်တသွားပါတယ်။အဲ့ဒီအချိန်မှာကောင်လေးတစ်ယောက်ကသူ့ကိုရုတ်တရက်ဖမ်းလိုက်တာကြောင့်မိန်းကလေးတွေကကေဂျေကိုပြန်လွတ်ပေးဖို့ပြောပေမဲ့သူကနားမထောင်ပါဘူး။ကေဂျေကိုဘာလို့ရမလဲလို့စဉ်းစားနေတော့သူ့ငယ်ချင်းကစားပစ်ဖို့ပြောပေမဲ့ကေဂျေမှာဘလို့ယောဂါတွေရှိနေမလဲမသိနိုင်တာကြောင့်အနေရများတယ်လို့တားကြပါတယ်။နောက်ဆုံးတော့သူ့ကြောင့်ကိုပဲကျွေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါကြောင့်ကေဂျေလည်းကြောက်လန့်တကြားထွက်ပြေးရင်အဖိုးကိုတယောက်ရဲ့အိမ်ထဲကိုရောက်သွားပါတယ်။ကောင်လေးတွေကနောက်ကလိုက်လာပြီးကေဂျေကသူတို့ပိုင်တာလို့အဖိုးကိုပြောပေမဲ့အဖိုးကတော့ကေဂျေဟာသူနဲ့အတူနေတာဖြစ်ကြောင်းပြောပြီးကာကွယ်ပေးလိုက်ပါတယ်။အဖိုးကိုလိန်ပြောနေမှန်းကောင်လေးတွေသိပေမဲ့ဘာမှမတတ်နိုင်တာကြောင့်ပြန်သွားကြပါတယ်။ကေဂျေကသူ့အသက်ကိုကယ်ပေးတဲ့အဖိုးကိုကျေးဇူးတင်ပေမဲ့သူလှုပ်ရှားရှိတာတွေလောက်ရဦးမှာမို့ဒီမှာကြာကြာမနေနိုင်ဘူးလို့တွေးနေပါတယ်။သူထွက်သွားဖို့ပြင်နေတော့အဖိုးကအစားအစာတပွဲကျွေးတာကြောင့်မငင်းနိုင်ပဲစားလိုက်ပါတယ်။အဲ့ဒီအချိန်မှာအဖိုးမှာစိတ်မကောင်းစရာတစ်ခုခုရှိနေမှန်းကေဂျေသတိထားမိသွားပါတယ်။အဖိုးကသူ့ဇနီးဟာအရင်ကစားကလေးတွေကိုအစာကျွေးလေးရှိကြောင်းနဲ့သူအလုပ်ကစောစောနာပြီးဇနီးတဲ့နဲ့အချိန်ပိုပေးခဲ့တင်ကြောင်းနောင်တရစွာပြောပြပါတယ်။ကေဂျေကအဖိုးရဲ့ခံစားချက်ကိုနားလည်ပေးနိုင်ပါတယ်။ဘာလို့လဲဆိုတော့သူလည်းအရင်ကသူ့အိမ်ကိုနတ်ဆိုးဝင်စီတုန်းကသူ့ညီမလေးကသူ့ကိုကယ်ဖို့တောင်းပန်နေရင်နတ်ဆိုးစားတာခံလိုက်ရတဲ့အချိန်ကိုပြန်တတိယသွားလို့ပါ။အဲ့ဒီအချိန်မှာပဲပောက်ကွဲတန်ကြီးတစ်ခုကြားလိုက်ရပြီးနတ်ဆိုးကြီးတစ်ကောင်တောင်းကျမ်းနေတာကြောင့်လူတွေထွက်ပြေးနေကြတာကိုတွေ့လိုက်ရပါတယ်။အစောကကေဂျေကိုလိုက်ဖမ်းတဲ့ကောင်လေးတွေကိုလည်းတွေ့လိုက်ရပြီးအဲ့ဒီထဲကတယောက်ကခလုတ်တိုက်လဲကျသွားတဲ့အခါနတ်ဆိုးကသူ့စီနီးကပ်လာပါတယ်။အဖိုးကကောင်လေးအသေးမခံနိုင်တာကြောင့်ကောင်လေးပေါ်မှာအုံမိုးပြီးကာကွယ်ပေးလိုက်ပါတယ်။နတ်ဆိုးကသူတို့ကိုထိုးတက်ဖို့ပြင်နေချိန်မှာပဲကေဂျေကရုတ်တရက်ရောက်လာပြီးကာကွယ်ပေးလိုက်ပါတယ်။အဖိုးကကလေးတွေကိုဘေးကင်းရာကိုခေါ်သွားချိန်မှာတော့ကေဂျေဟာသူ့ညီမလေးကိုနတ်ဆိုးတွေလှုပ်ခဲ့တာတွေကိုပြန်တတိယပြီးဒေါသတွေထွက်လာပါတယ်။နတ်ဆိုးကကားတစ်စီးနဲ့လမ်းပစ်ပေမဲ့သူကခုံကျော်ပြီးရှေ့ကိုပြေးထွက်သွားပါတယ်။နတ်ဆိုးကကားတွေနဲ့ဆက်တိုက်ပစ်နေရင်မဲ့သူကအကုန်ရှောင်တိန်ပြီးနတ်ဆိုးနားအထိရောက်သွားပါတယ်။နတ်ဆိုးကမြေကြီးကိုရိုက်ချလိုက်ပေမဲ့ကေဂျေကလွတ်အောင်ခုံလိုက်ပါတယ်။သူကနတ်ဆိုးရဲ့တိုက်ခိုက်မှုတွေကိုရှောင်ရင်းနတ်ဆိုးကောင်းပေါ်ကိုခုံတက်လိုက်ပါတယ်။နတ်ဆိုးကသူ့ကိုရိုက်လို့မမိပါဘူး။ကေဂျေကနတ်ဆိုးရဲ့မျက်လုံးကိုထိုးဖောက်လိုက်ပြီးနတ်ဆိုးပြန်မနာလန်ထူခင်အပြက်ရှင်းဖို့သူ့ရဲ့အထူးလှုပ်ရှားမှုကိုအသုံးပြုလိုက်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကပြင်းထန်တဲ့အတန်လိုင်းတွေနဲ့နတ်ဆိုးကိုထိမှန်သွားပါတယ်။အဲ့ဒီအတန်ကပြင်းထန်လုံးတာကြောင့်လူတွေအားလုံးနားကိုပိတ်ထားရပြီးအနားမှာရှိတဲ့ပြတင်းပေါက်မှန်တွေပါကွဲကြေကုန်ပါတယ်။နောက်ဆုံးမှာတော့နတ်ဆိုးကြီးဟာအပိုင်းပိုင်းပြက်ပြီးတေဆုံးသွားပါတော့တယ်။ကလေးတွေကဘာဖြစ်သွားမှန်းနားမလည်နိုင်ဖြစ်နေချိန်မှာအဖိုးကဒါဟာပဲ့တင်ထက်ချင်းဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်ကြောင်းအတန်ရဲ့ချိန်နှုန်းကအရာဝတ္ထုတစ်ခုရဲ့လိုင်းလျားနဲ့တူသွားတဲ့အခါဖန်ခွက်တွေကိုပါခွဲပြစ်နိုင်စွမ်းရှိကြောင်းရှင်းပြပါတယ်။ဒါပေမဲ့ဒီလောက်ကြီးမားတဲ့နတ်ဆိုးကြီးကိုနှိမ်နှင်းနိုင်လောက်အောင်ဘလို့တောင်အစွမ်းထက်နေရတာလဲဆိုတာကိုတော့အဖိုးကိုလည်းအန်တနေပြီးကေဂျေကဘာတူလဲဆိုတာကိုသိကျင်နေပါတယ်။တကယ်တော့ကေဂျေရဲ့ညီမလေးကိုနတ်ဆိုးစားသွားပြီးနောက်ပိုင်းကေဂျေရဲ့ခန္ဓာကိုယ်ထဲမှာတစ်ခုခုပြောင်းလဲသွားခဲ့တာပါ။အရင်ကလည်းသူအထူးတိုက်ကွက်နဲ့နတ်ဆိုးကိုတိုက်ခိုက်ခဲ့ဘူးပေမဲ့လေဘင်းမှာအမှတ်သားပါတယ်အဲ့ဒီနတ်ဆိုးကိုတော့သူမနိုင်ခဲ့ပါဘူး။အခုသူနှိမ်နှင်းလိုက်တဲ့နတ်ဆိုးကိုစစ်ဆေးကြည့်တဲ့အခါသူ့ညီမလေးကိုစားသွားတဲ့နတ်ဆိုးမဟုတ်မှန်းသိလိုက်ရပါတယ်။အဖိုးရဲ့အိမ်ရှိကွင်းပြင်ပျက်စီးသွားတာကိုတွေ့တော့ကေဂျေကဝိုင်းဝန်းပြီးတန်ရှင်းရေးကူလုပ်ပေးပါတယ်။အားလုံးတန်ရှင်းရေးလုပ်ပြီးတဲ့အခါမှာတော့ကေဂျေတယောက်မရှိတော့တာကိုသတိထားမိသွားကြပါတယ်။ကေဂျေကအဖိုးရဲ့ကျေးဇူးကိုဆက်ပြီးပြီလို့ယူဆတာကြောင့်မြို့ကနေထွက်ခွာသွားဖို့ဆုံးဖြတ်လိုက်တာပါ။သူစွန့်ပစ်ခဲ့တဲ့ကြက်မလေးစီကိုလည်းပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့အမျိုးသမီးတယောက်ကိုငိုအောင်လုပ်ပြီးထားခဲ့တာဟာသူ့စတိုင်မဟုတ်လို့ပါပဲ။ဒါပေမဲ့သူပြန်ရောက်သွားတဲ့အချိန်မှာတော့အဲ့ဒီကြက်မလေးကသူ့ကိုမေ့ပြီးတခြားတယောက်နဲ့အဆင်ပြေနေတာကိုတွေ့လိုက်ရပါတော့တယ်။